ရှင်ဘတ်အောက်၌နှလုံးရောဂါအားလုံးပဲမင်္ဂလာပါကျမကတော့ RCP မှာဒေါက်တာအမလီယာဖြစ်ပါတယ်ရှင်မအောင်ပြီဆိုရင်10ယောက်မှ10ယောက်လောက်ကနှလုံးနဲ့ပတ်သက်တဲ့ယောဂပဲလို့ထင်နေကြပါတယ်ကျမတို့ပတ်ဝန်းကျင်မှာရှင်မအောက်နယ်ပြောပြီးဆုံးသွားတဲ့သူတွေကိုလည်းတွေ့ပူးကြမှာပါတကယ်တော့ရှင်ဘတ်အောက်နယ်ဆိုတာလူနာအတွက်ကောဆရာဝန်အတွက်ကောဖြည့်ရှင်းရခက်တဲ့ပုံစံတစ်ပုဒ်ပါရှင်ဘတ်အောက်နိုင်နှလုံးယောဂလားဒီလိုလည်းမဟုတ်ပြန်ပါဘူးတခြားဖြစ်နိုင်တဲ့အကြောင်းရင်းတွေလည်းရှိနိုင်ပါသေးတယ်ရှင်ဘတ်အောက်နာဖြစ်တဲ့ယောဂပေါ်မူတည်ပြီးနားတဲ့ပုံစံလက္ခဏာပြတဲ့ပုံစံချင်းမတူပါဘူးတခါတလေရှင်ဘတ်အောက်နာကနှလုံးကြောင့်ရှင်ဘတ်အောက်ခြင်းဖြစ်နိုင်တယ်လို့ခြားအကြောင်းရင်းတွေကြောင့်ရင်ဘတ်အောက်ခြင်းလည်းဖြစ်နိုင်ပါသေးတယ်ဒီထဲမှာနှလုံးကြောင့်ဖြစ်တဲ့ရှင်ဘတ်အောင်ခြင်းလက္ခဏာတွေကတော့ရှင်ဘတ်ပေါ်တစ်ခုခုနဲ့ဖိထားသလိုတင်းတင်းကြပ်ကြပ်ခံစားနေရတာဆွဲဆုပ်ထားသလိုခံစားရတာနောက်ကျောလေပင်မေးယူပခုံးနဲ့လက်မောင်းတစ်ဖက်ဒါမှမဟုတ်နှစ်ဖက်လုံးထိရေရှားဖြန့်နှံသွားတဲ့လက္ခဏာတွေအားဆိုရင်နာကျင်မှုကမိနစ်တော်တော်ကြာနိုင်တယ်လှုပ်ရှားရင်လည်းနာနိုင်ပါတယ်ဖြစ်လိုက်ပြောက်လိုက်နဲ့နားတဲ့ပြင်းထန်မှုမျိုးလည်းမတူနိုင်ပါဘူးဒါအပြင်မောတာချွေးစေးတွေထွက်တာခေါင်းမူတာအားနည်းသလိုခံစားရတာပြို့တာအန်တာစတာတွေပဲဖြစ်ပါတယ်ရင်မောင်ခြင်းဖြစ်နိုင်တဲ့အခြားကြောင်းရင်းတွေကတော့စာကျေလန်းကြောင်းစနစ်မူမှန်ခြင်းကြောင့်ရှင်ဘတ်အောင်ခြင်းအဆုတ်နဲ့ပတ်သက်တဲ့ယောဂအခြေအနေကြောင့်ရှင်ဘတ်အောင်ခြင်းအယိုးနဲ့ကြက်သားများရောင်ရမ်းခြင်းကြောင့်ရှင်ဘတ်အောင်ခြင်းနဲ့ရုပ်တရက်စိတ်ထိခိုက်စရာခံစားရခြင်းကြောင့်ရှင်ဘတ်အောင်ခြင်းတို့ပဲဖြစ်နိုင်ပါတယ်ဒီလောက်ဆိုရင်ရှင်ဘတ်အောင်နယ်ဆိုတာနှလုံးယောဂတစ်ခုတည်းကြောင့်မဟုတ်ဘူးဆိုတာသိလောက်ပြီးထင်ပါတယ်သင်ဟာရှင်ဘတ်အောင်နယ်ပဲပြောတာပါတကယ်တော့ရှင်ဘတ်အောင်နယ်ဆိုတာကအသက်ဆုံးရှုံးနိုင်တဲ့နှလုံးယောဂကနေတာမန်စိတ်လှုပ်ရှားလို့ရှင်ဘတ်အောင်တဲ့ပုံစံမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်သင်အနေနဲ့ရှင်ဘတ်အောင်တဲ့လက္ခဏာတွေခံစားနေရပြီဆိုရင်အချိန်ဆွဲမနေပဲသက်ဆိုင်ရာဆရာဝန်နဲ့ပြသပေးနိုင်ဖို့အရေးကြီးပါတယ်ဒီလောက်ဆိုရင်တော့မိတ်ဆွေတို့အားလုံးရှင်ဘတ်အောင်နိုင်နှလုံးယောဂလားဆိုတဲ့အဖြေကိုဒီဗီဒီယိုလေးကြည့်ရင်းနဲ့တိတိကျကျသိရှိသွားပြီလို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်